Hamadi
တ
bao nhiêu đồ dùng ra rồi đấy lấy vài gì xuống thì cũng chọn lấy vài một chọn cũng chỉ ra đấy ra cái mẹ các cái sau mà bảo chuyện đấy cái đồ gì à bây giờ bố đã làm nào miếu đây nghề này mà cái là gì có đồ gì đồ xuống này chả miếu cái là làm nào cả đồ thích cái nó và bây giờ miếu cái là làm đồ thích cái đấy dùng nó không rồi này cái số này làm gì cái số bố đã làm nào nhưng mà miếu gì à chuyện ai dùng gì cũng cái là cái đấy giá ví dụ này chúng ta đang này là giờ cái là gì sinh trong rồi nuôi bây giờ nó cũng phải ăn nhiều sinh mà cả nhà nó lên nhà nó mà cũng thông thạo nhà hao tìm ra cái đã sẽ thế nào đâu ấy này vậy đâu nó để và một buổi lâu vì mẹ buổi thu vì mẹ cái đó nó làm toan là ông làm toan để ông làm toan cái là gì cái đó cũng chỉ bé thì là thay nha nó cần mà tôi à là cuộc chiến gì lâu vì cái này nó bảo bảo bây giờ mà chỗ đâu bảo tôi ra ba ra rồi cái sao bị qua rồi gì đâu chắc cái nào sao đó cô bài cô thì làm là đâu cần nhu cầu không có tăng gì cái gì đâu xin lỗi này xin bây giờ như thế nó mà nó phải bảo gì họ đi muốn yêu thì cả mà cái chuyện này cả bố ra bà đại ta thế nào nhưng nó rồi nhiều là đâu đi ra thì cả mà cái ta thế nào chúng ta khai nhận ta thế nào sẽ qua nhau đâu đi ra cái nhà này này mà xây dựng à gì gì đó cũng yêu cho anh rồi thì bà đại cái quy hoạch gì gì đi con này bà cái này ta làm thì phải ông đi rồi đâu đi ra được cái nhà rồi tầm nhà bà đại cái gì đó cái nàyเราไม่ใช่ยังมีมาอุ้งไม่ได้แล้วก็มาส่วนนี้แต่เราไม่ใช่ลงในสิ่งที่จำเป็นเสียอย่างถ้าใครจะมุ่งถ้าใครอยากไปที่บ้านที่ได้ยังไม่มีส่วนบ้านที่มุ่งจุดนั้นแต่ถ้าเราไม่ส่วนนี้ก็ถ้าเราส่วนนั้นเช่นเราตั้งแต่นี้ได้มาป่าวเช่นเราดีเราดูดีเราก้อนแต่นั่นจะว่าผู้ใดตัวเราส่วนนั้นเราตัวเราส่วนนั้นเนาะแต่ผู้ดูดีผู้ดูดีก็นับไปเพื่อนก้อนที่เราต้องโยกပြီးတော့လုံးမယ်ဆိုလို့ရှိရင်ผู้ดูตัวငရေတော့နော်ဒီလာလေးတာသနာကိုကိုကဦးစင်းအနေနဲ့ကတော့ဘုံဖြစ်ပြီးဘဝလေးဖြစ်ဖို့ရည်ကြီးတယ်ပေါ့နော်ဒီလာကိုသူကဒီလိုတော့ခုဆိုရင်ဒီကရကမှာတော့ဟုတ်လားတနေချားမှာဖြစ်နော်အခုတရင်ကြတနေကတော့ကိုဝေးရနေပြီးတော့ချွေးတဲ့မိဘမဲ့မိဘလည်းမရှိဘာမရှိတော့တတ်တော့ပြီးတော့ဘဝကိုလုံးကန်ပြီးတော့တတ်တော့စားပြီးတော့ဥပိုင်ဥထာဏကုမျိုးကိုနိုင်တော့မှာဖြစ်စီတန်းခံပြီးစီကားပါဝင်ဆိုပြီးတော့မိမိရဲ့ရလာတဲ့ပုထုလေးကိုဖြစ်ယူပြီးတော့ပို့ပြီးတော့ဒီမှာဒီလိုရမလို့ဖျားပွဲတော်စီကားအောင်လို့ပြီးပါတောင်းပြီးပါလုံးလေးရှင်ဘလောက်ခလေးလေးတွေသာသနာ့လုပ်ပြီးတော့ခါစီကားတန်းကြဒီဝန်တာတွေတို့လေးတွေဦးဇင်းလေးလာကြတော့ရေချမ်းမှာလုပ်နေတဲ့ဒကာဒကာမတွေအကုန်လုံးပေါ့လေကိုယ့်ရဲ့သားလေးကိုယ်ဦးဇင်းမြင်တဲ့မတဲ့ကိုမြစ်တာပို့ပြီးကျမ်းမာကြပါစေချမ်းသာကြပါစေသူတို့ကလက်မျက်နှာကြည့်လို့လုပ်နေရနော်အဲဒါကြောင့်ညရဲ့ခုနေစားလေးတွေဒီလိုပြီးတော့သူရတနာဆိုတာသနာတော်အတွက်သူကသူနာတနာပြီးတယ်ကိုရက်ွက်လက်ရှိကားတယ်ဟောလားအကုန်လုံးလည်းပန့်မှုပြီးတဲ့အချိန်မှာအဲ့ဒါအင်တာလေးရိုးပေါ့ရှင်ရောက်တော့တခါကြီးကတောင်းလို့နော်လူကြီးပန်းနေပြီးတော့ပါရှိလို့ရှိရင်တော့မျိုးကိုယ်ကြီးမရောလူငယ်ကြီးရောကိုကြပန်းကြဒါပေမဲ့အခုဒီလိုစီကားလှည့်လေတဲ့အချိန်မှာဖြစ်အဲဒီလုံးဆိုးတယ်ဦးရှင်တို့အခုမှတော့အဲအဲ့ဒါမျိုးတွေတော့တရားတော်ကြောင့်ရှင်မောင်းလို့ဆိုလို့ရှိရင်တော်ကြီးကိုတော်ကြီးရဲ့တာနာတော်ကြီးကနေလိုလာလို့ချင်းနှင်းလာနော်အဲ့ဒါလေးဆင်ရင်ပြီးတော့မှယနေ့ယခုတွားရောက်လာကြပုံမှန်တကာမဟုတ်သူတော်ကောင်းတို့ယနေ့မှဆောက်အဲ့ရှိတံပါရှိတံလူရဆန္ဒတော်တော်ဘာဖြစ်ပြီးတော့သာသနာအကျိုးကိုစတဲ့သူတင်ဖို့နိုင်ကြပါစေလို့ကောင်းမှုပြုနေအားလုံးအောင်ပါတောင်းစုနဲ့ကာရတုံးနဲ့ဆုကြရအောင်နော်မနုဿတလဝိဓမ္မနာနန္ဒကုဏလေယံတမန်တမတိတာရကံကရောဓဓမ္မမုဓမ္မဘောနောတရားနာပိတာဘုသူတော်ကောင်းတို့ဗုဒ္ဓတာရဏီဗုဒ္ဓတာရဏောမြတ်ကြီးတော်မြတ်၌နန္ဒကုဏလေယံသူသူဘုံသူစီဘုံများတော်သူရဲ့ဖြစ်တော်ရတဲ့ဖြစ်တော်မူပြီးထားသောတမန်တမတိတာရကံလူနာနိဗ္ဗာန်သုံးတန်ချမ်းသာလူညာကိုလည်းဖြစ်တော်မူပြီးထားသောဘုဒ္ဓတာခေရင်လာရတော်လူဝါကြီးကိုလက်ပိကဝါနာရကြကုန်ရှိ၍ဥတ္တမတွေ့တဲ့ချုပ်ပဲဆုံးခဲ့လာကြကုန်သောဒီဓမ္မမညာဘုညာနိဗ္ဗာန်နဲ့ဤတော်ဩပဒါနာကြီးကိုယနေ့ယခုကြွရောက်လာကြကုန်သောဘောလုံး
ကွဲတော်မှာဖြစ်သူတန်းတရားဘုံတော်ပစ္စည်းဒါယကဒါယကမှာပေါ့သူတော်ကောင်းတို့ဒီယနေ့မှာဇာတိကိုယ်စိတ်ဓမ္မကျမ်းနာမှာကြီးဆန္ဒခြင်းနဲ့ပြုံကြပါစေကုန်တယ်အလုံးလုံးရကျမ်းနာပြပါကြပြီလေတော်လာလာရောင်းနေပြုံကြပါစေကုန်ဒီယနေ့အောင်နမိတ်အောင်တိတ်အောင်စုပြီးပန်ပြီးတော့အောင်စုပိုင်းတော်တို့ရောက်ကြကုန်တော့တင်းဒါရကဒကမှာရောလို့ဒီယနေ့မှာစာရေးစီဝါပြီးတိုး၍သာသနာတော်ကိုရှေ့ဆက်တည်ဖို့နေကြပါစေကုန်တော့တည်းသာသာဗန္ဒီရှင်ဗျာဗန္ဒီရှင်ဗျာမံဗျာတပိတော်တို့သည်မံဗျာတပိတော်တို့သည်သံတာရသံတာရဘုရားဒုက္ခတော်ဘုရားဒုက္ခတော်သံဃာဝဆင်းရဲမှာသံဃာဝဆင်းရဲမှာမြောက်ရအမှန်မြောက်ရအမှန်နိဗ္ဗာန်ကိုဒီမှန်၍ရာမှုရှိသောသံဃာတော်ရှင်မြတ်တို့၏သုံးဆောင်နေကြကုန်သောသင်္ကန်းជីဖဏအာလုံးသောဝေဝတ္ထုကိုဘုရားတပည့်တော်တို့သည်နိဗ္ဗာန်ဤမှသူဒံသက္ကပါယရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုသူဒံရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်ဝါများရသောမေတ္တာဘာဝနာအလုံးသောကုသိုလ်တို့သည်နိဗ္ဗာန်ဤနိဗ္ဗာန်နတ္တပစ္စယောထောက်ပံ့သည်စင်စစ်မသွေရရှိပါစေအရှင်ဘုရားသာသမိတော်တို့သည်ယနေ့ယခုသူတန်းရသောသူတို့သည်အတိတ်ဘဝကကိုယ်စားခဲ့ကြကုန်သောမိဘဘုရားဆရာသခင်ကျေးဇူးရှင်ဆွေမျိုးဝိတ္တငါအပေါင်းဝါ၎င်းဘုရားတွင်စားခဲ့ကြကုန်သောမိဘနှစ်ပါးနှင့်တကွာဆရာသခင်ကျေးဇူးရှင်လူပေါင်းတို့လည်းဝေပါ၏တောဤတောင်ဒီတာတွင်ကြကုန်သောသမာဓိဝအကောင်းနှမြဒီမျိုးတွင်ရောက်ကြကုန်သောမျိုးဆောင်နာရွာဆောင်နာစာရှိသောဒီဝပေါင်းတို့ကိုလည်းပြန်လေ၍ဝေပါ၏ညာတိတော်တို့သည်ယနေ့ယခုတန်းရသောသူတို့သည်30ဘုံတွင်လေကြကုန်သောနတ်မြမသဝပေါင်းတို့သည်တတိတော်မတို့နှင့်အတူတတိတော်တို့နှင့်အတူထပ်တူထမြမြာရ၍အထူးအားဖြင့်မြင်ရသောပုဂ္ဂိုလ်တို့သည်လည်းမြင်ရပါစေမသိသေးသောပုဂ္ဂိုလ်တို့သည်လည်းသိရပါစေမကြားသေးသောပုဂ္ဂိုလ်တို့သည်လည်းကြားရပါစေမြဝေနတ်တို့ကိုဆိုရသောအကြမင်းအား၎င်းသူတို့ကိုဆိုရသောပစ္စည်းမင်းအား၎င်းဓမ္မတနေဘယဲမင်းလဲလစီယဝိဝါဤယနေ့ယခုပြုသမျှကုသလကိုတတိတော်
မတို့နဲ့အတူထပ်တူထပ်မြတ်မြတ်ရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ချမ်းသာကြသည်ကြည်ကြပါစေကုန်သတည်းအားလုံးကြာကြာသမျှယူတော်မူကြပါကုန်လောသာဓုအားလုံးကြာကြာသမျှယူတော်မူကြပါကုန်လောသာဓုအားလုံးကြာကြာသမျှယူတော်မူကြပါကုန်လောသာဓု Tanya rekam ge jika
လူဝဲနဲ့တဲ့အချိန်ရွှင်သလားစရတွင်လေးနဲ့အချိန်ပရိသပင်တွေနဲ့လှတဲ့အချိန်ပျော်ရွှင်လို့မဆုံးတစ်နေ့မှတည်းရိုးရာပွဲနဲ့ကြောင့်လေးပါသာမမေးပေါင်းစုအားနဲ့ကြောင့်စုပေါင်းကတဲ့ရိုးရာပွဲနဲ့ကြောင့်လေးပါသာမမေးပေါင်းစုအားနဲ့ကြောင့်စုပေါင်းကတဲ့မချို့ရာမှန်လို့မျိုးမြန်မာတို့ကြကုန်တယ်ကဘာလေကုန်တိအလှကျွယ်ဘုံစစ်တို့ရဲ့ဘုံကတိမချို့စရာမှန်လို့မျိုးမြန်မာတို့ထူရာကုန်တိကဘာလေကုန်တိအလှကျွယ်ဘုံစစ်တို့ရဲ့ဘုံကတိလှလုံးချင်းအပျော်ဆုံးချင်းအမြင့်ဆုံးချင်းညက်ဆုံးချင်းဘုံကတိဘုံကတိဘုံကတိမဟာဘုံကတိရိုးရာပွဲနဲ့ပြောတလေးပါသာမမေးပေါင်းစုအားနဲ့ပြောစုပေါင်းကုန်ကတိရိုးရာပွဲနဲ့ပြောတလေးပါသာမမေးပေါင်းစုအားနဲ့ပြောစုပေါင်းကုန်ကတိမချို့စရာမှန်လို့မျိုးမြန်မာတို့ထူရာကုန်သည်ကဘာလေကုန်တိအလှကျွယ်ဘုံစစ်တို့ရဲ့ဘုံကတိမချို့စရာမှန်လို့မျိုးမြန်မာတို့ထူရာကုန်သည်ကဘာလေကုန်တိအလှကျွယ်ဘုံစစ်တို့ရဲ့ဘုံကတိအလှဆုံးချိန်ပျော်ဆုံးချိန်အမြင့်ဆုံးချိန်အပြတ်ဆုံးချိန်ဘုံကတိဘုံကတိဘုံကတိမဟာဘုံကတိ
က်ပုံကတိတလာရဲ့ခင်းရဲ့ကတိတရက်တဲ့ခင်းတဲ့ကတိချိန်လာပေါင်းစုကြောင်းနဲ့မှာဖေးလူကြီးရိုးရမပြက်ပုံကတိတို့မြမပြည်ရဲ့ချစ်စရာမဟာဘုံကတိဘာသာရှင်လူများအတိတရားထားသိမည်တခြားဘာသာသူတဲ့ရင်ကိုတခြားသူများဆောင်ရွက်သည်တခြားသူများဆောင်ရွက်သည်ဘုရားဘာသာတို့တွေများသွေးလူမနေသိမည်သွေးလူမနေသိမည်သွေးအေးမြေရင်သန္တာပြောက်တို့လူမျိုးပြောက်ဖို့ဆုံးနေသည်လူမျိုးပြောက်ဖို့ဆုံးနေသည်တို့သောပါသည်တို့သောပါသည်လူမျိုးသားကြီးလူမျိုးသားတို့ဘာသာကြီးလူမျိုးတွေကိုတို့လေးပေးသည်ကြိုင်တဲ့တို့အကြောင်းလမ်းမှာသုံးဆုံးကြီးအကြောင်းလမ်းမှာသုံးဆုံးကြီးကလေးဘဝမှာပြေခံယုံကြည်သက်ဆုံးကြည်တန်ကြီးရှင်ငယ်မှာတို့ဘာသာသိဂိမ်းဝင်ပြီဘုရားဘာသာရှင်လူများတရားထောက်တဲ့ကြီးတခြားဘာသာသူတဲ့ရင်ကိုတခြားသူများဆောင်ရွက်သည်တခြားသူများဆောင်ရွက်သည်ဘုရားဘာသာတို့တွေများသွေးအေးလူနေသိမည်သွေးအေးလူနေသိမည်သွေးအေးနေရင်သာသနာပြောက်လို့လူမျိုးပြောက်ဖို့တုံနေသည်လူမျိုးပြောက်ဖို့တုံနေသည်နိုးတော်ပါသည်နိုးတော်ပါသည်လူမျိုးသားကြီးလူမျိုးသားတို့ဘာသာကြီးလူမျိုးတွေတို့လေးပေးသည်ကြိုင်တန်းတို့ကြီးအကြောင်း